ဘာလို့ပဲရောက်နေရလဲဒုက္ခပါပဲကွာဘယ်ရောက်နေလဲclack ထဲဝင်ပြီးကောင်းမလေးတွေငေးခါလေးတွေ့ပြီး ငါပွဲလေးကိုလေ private ဆန်ကျင်းပကြည့်လို့ငါဒီနေရာကိုရွေးတာငါရဲ့ဦးလေးကမွေးနေ့ပွဲပါတီအကြီးလုပ်ဖို့ရှိတယ်ဟာအဲဆုံးရပြီဟဲ့ဒီဦးလေးခေါ်လာတဲ့လူတွေအကုန်လုံးကဂေးတွေပဲလားဟာလားယောက်ျားစစ်ဆိုလေတယောက်မှအဝယ်မခံတာသိလားသူကဘယ်ကထွက်နေမှမသိလို့ဖြတ်သားမှာငါ့ကိုဗရန်တူတွေဝတ်တယ်ဆိုဟိုကောင်မတွေကြိုက်ရတယ်လို့အရင်သားဖြတ်တာမင်းနေဘေးကတနာတော့နေကြလားလို့ဘာမင်းခေရလဲဟာတတူတူလေယူရအောင်စောင်းနေနေဒါဘာလို့ပါလဲပြောပရိုက်တာလေပရိုက်တာလောက်တဲ့ဟာလို့နင်မျိုးလုံးဖြဲပြီးတော့ကြည့်လုံးမမသိအပြားမမသိအချင်းမဟုတ်ပြေဘာမှမသိ we party rock လာကြပါဦးရှင်လူပါမောင်လေးလူပါမောင်လေးဘယ်လူညာမဟုတ်လားဟုတ်တယ်လေလူအကဲမှာဗောချောတယ်လေတော့တော့ဖြစ်တဲ့ကောင်မလာစမ်းဖြစ်ချင်အောင်ရှင်စမောက်တတိယအချိန်ကဘိုက်စားတဲ့အချိန်နဲ့ပတ်စံလို့တဲ့အချိန်မရှိရအဲ့တဲ့အချိန်ပူတော်တတိယဟာနာဘူးကဒီရင်ကိုဂျိုင်းချိုးနေအရာတော်ကြီးပေါ့အောင်မယ်ဟုတ်ကဲ့လာပါပြီကိုကြီးရဲ့အိုးနေမြအင်ဂျာကိုပလာတာအုပ်ပြီးငေါ့ညာရောက်တယ်ငါအင်ဂျာကိုမကြိုက်ဘူးကိုကြီးပြီးညီမလေးလည်းပေါ်လို့ကြိုက်ကြပါကြည့်ရလေအားလုံးရွက်တဲ့ရွက်တဲ့နဲ့ဂေးတာဒါဂေးပါတီပဲဖြစ်မယ်မင်းမစားရမယ်မင်းအစားခံနေရမယ်နော်ရောခေးခေးမခေးခေးစားပဲဒီဘာလာကျွေးနေရတော့ငါဘယ်လေကျွေးနေတာအဲ့ဒါပါလေတော့ရက်ခွက်မှာစားအောင်စီတန်းစီနေကြလားလားဘုံသားဘောကဈေးမပေါက်တဲ့ကြော်တကက်ရုပ်တွေဖြစ်နေဘယ်ဆိုင်ခင်သားနေဖဲသားနေကဘလို့ခေါ်လိုက်တယ်နှစ်ပေတော်မပြည့်တဲ့ဂျပူမရဲ့ကျမဂျပူးမနဲ့ခေါ်နေနဲ့နော်ငါလည်းနင်းပြပါလာတော့ဘယ်သွားမလို့လဲဖေပြစ်စရာလားဒါငါကိုကိုနို့မင်းလေးတော့ကိစ္စမရှိဘူးဟိုမှာဒီဒီဝေးတယောက်ပါတယ်စားလေအားလုံးရှင်ပြီးသားနှခမ်းမွေးနဲ့ပြတ်တတ်ပြီမလို့မြောင်ငါကြီးလာပြန်နေပြန်ဂေးတာမှညီတို့တဲ့စားပြင်းရင်းနဲ့ဝါရင်တပန်ရင်ဂေးကာကြီးဂေးဝေးစမ်းလုံးမောက်ဂေးငါတို့ပါတီပွဲကိုဂေးအောင်ဆောင်ပြီးနှောက်ရှက်မဲ့လူ3ယောက်မီးလို့ကတော့ရှောက်မှာတော့ကိုကောင်မရှော့တာကိုခံမလားငါ့ကိုရှော့တယ်